မင်္ဂလာပါဗျာကျွန်တော်15ကြိမ်အတွက်ခဏလေးတစ်ခွက်ကိုပြသပေးဦးမှာဖြစ်ပါတယ်ဒါပေါ်မွေးခွက်ကလေးပေါ့15ကြိမ်မှာလာတိုက်ဆိုင်တဲ့အတွက်မိတ်ဆွေများကိုကျွန်တော်မှခဏတစ်ခွက်ပြသပေးလိုက်ပါတယ်ဗျအဲ့တော့ဒီမှာနေ့ဦးမှာခွန်ကားပေါ့အဲ့လိုဖြစ်ပြီးတော့ဒီလေးလုံးနောက်ပိတ်လေးလုံး3ညနောက်ပိတ်လေးလုံး3ညနောက်ပိတ်လေးလုံး3ညဆိုပြီးတော့အဲ့လိုဖြစ်ပြီးတော့ခွန်ကား2ဦးဖြစ်တာနှစ်ဦးခွန်ကားဖြစ်တာနဲ့ဒီဘက်တစ်နှစ်မှာပေါ့ခွန်ကားရဲ့အောက်မှာပေါ့ဖြစ်တဲ့ဖြစ်စဉ်လေးပေါ့ခွန်ကားရဲ့အောက်မှာဖြစ်တဲ့ဖြစ်စဉ်တစ်ခွက်ရှိရပေါ့အဲ့ဒါဗာလဲဆိုတော့ကျွန်တော်ဒီမှာနှစ်တစ်ဆိုရကနန်းရှိအဲ့နှစ်သူ့ရဲ့ဘေးနှစ်မှာနှစ်ထိတ်ဆိုတာကြာထားရပေါ့နှစ်ထိတ်ရဲ့ဒီဘက်တစ်ချိန်2ချိန်3ချိန်4ချိန်မှာနှစ်တစ်ကြာအဲ့နှစ်ကဘယ်လိုကြာရောဆိုနှစ်ဦးမှာခွန်ကားဖြစ်လို့မလို့ဒီနှစ်4တစ်ဆိုပြီးတော့ခွန်လို့မတ်တက်ရိုက်တယ်အဲ့ဒါမှဒီ6ပေါင်းချင်းငါနဲ့ဒီနှစ်ခါနဲ့ပေါင်းချင်းဒီခွန်လို့ရိုက်တယ်ခွန်မတ်တက်သွားတာပေါ့အဲ့ဒါမှဒီပရိ4ပရိ8ပရိ5 485ဆိုပြီးတော့ပရိပါရှုပ်လိုက်တော့ခွန်မတ်တက်နှစ်တစ်ကွက်တဲ့ထက်တော့ပေါ့အဲ့မှာလူထွက်မဲ့ကြမှာဒီကနှစ်တစ်စီတလုံးခံပြီးတော့နှစ်ဦးခွန်ခါရဲ့နှစ်တစ်စီတလုံးခံပြီးတော့ဒီမှာထွက်တာပေါ့ထွက်တဲ့တောက်ကအဲ့အလေးတွေပေါ့ဒါလေးကောင်းလို့ပြတာပေါ့နောက်ဒုတိယကနေနေရတော့ခွန်ခါနှစ်ဦးမှာခွန်ခါဖြစ်တယ်ခွန်ခါဖြစ်ပြီးတော့ဒီတစ်ချိန်မှလည်းအဲ့လိုကျော်သွားပြီးတော့ဖြစ်တယ်ပေါ့ဖြစ်တဲ့အခါမှာဒီနှစ်ထိပ်ရဲ့ဒီဘက်၄ချိန်မြောက်နှစ်ပေမှာသွားထွက်တာတစ်ချိန်2ချိန်3ချိန်4ချိန်ဆိုရင်ခွန်3ည6ဆိုပြီးထွက်တာအဲ့ဒါလည်းဒီနှစ်6ဆိုပြီးတော့ခွန်လို့ရိုက်တယ်အဲ့မှာနှစ်နဲ့ဒီ9နဲ့ပေါင်းကြီးကခွန်နဲ့ဒီ3ညနဲ့ပေါင်းကြီးကခွန်မဲရိုက်တာခွန်မတ်တာအဲ့ဒါမှာပရိ3ပရိ1ပရိ3ဆိုပြီးတော့3လို့ရိုက်တာ3ပရိပေါ့အဲ့ဒါခွန်3ည6ဆိုပြီးတော့တစ်ခွက်ထွက်ပေါ့နှစ်6ခွန်နှစ်9 3ညခွန်ပရိ3ခုပေါင်း3ခွန်ဆိုပြီးတော့ဒုတိယကဒါရောက်ဒီနှစ်ထဲမှာမထွက်သေးဘူးပေါ့ထွက်တဲ့အခါမှာဒီခွန်ခါရဲ့အောက်ကိုထွက်ဖို့လို့အတွက်ကဒီဘက်နှစ်မှာကျွန်တော်နှစ်ထိပ်ကိုကြည့်ရဒီချိန်တော့လည်းမထွက်ခဲ့သေးဘူးပေါ့မဖြစ်ခဲ့သေးဘူးဒီ၄ချိန်မှာလည်းအဲ့တော့ဒီမှာနှစ်ထိပ်တစ်ချက်ကြာပြီပေါ့ကြာတဲ့အခါမှာတစ်ချိန်2ချိန်3ချိန်4ချိန်ဒီ15ချိန်မှာသွားကြိုက်တယ်ပေါ့ကြိုက်တဲ့အတွက်ကျွန်တော်ခွန်ဖြစ်ဖို့ကဒီ4အပိတ်ခွန်ပိတ်6ပိတ်ထဲမှာကျွန်တော်တို့ကခွန်ဖြစ်မှာခွန်မတတ်သွားဘူးအဲ့ဒါမှဒီနှစ်တစ်ပေါင်းကြီးက3နဲ့4နဲ့ပေါင်းမှခွန်ဖြစ်မှာပေါ့အဲ့ဒါကိုဒီပရိ3ခုပေါင်းရမယ်ဆိုတော့1ပရိ9ပရိက10ခန်းထားတဲ့အတွက်ခွန်ပရိထဲမှာခွန်ပရိဖြစ်အောင်လဲခွန်ထိတ်ခွန်လေး6ဒါမှတစ်ခွက်ကိုကျွန်တော်အနေနဲ့ပြပေးရတာဖြစ်ပါတယ်15ချိန်အတွက်ခွန်လေး6ဒါနှစ်ဦးခွန်ကားဖြစ်တယ်နေ့အောင်မှာကျွန်တော်ကခွန်မတ်တာဖြစ်ခြင်းလေးပေါ့အဲ့မှာနှစ်လေးတစ်ခွန်6နှစ်ခွန်ဒီပရိ3ခုပေါင်းခွန်နှစ်တစ်ထွက်တယ်ဒီမှာခွန်3ည6နှစ်6ခွန်နှစ်9 3ညခွန်3ပရိ3ခုပေါင်းခွန်မယ်ခွန်3ည6ဒီချိန်မှာဆိုရင်ကျွန်တော်တို့4ခွန်6ခွန်နှစ်တစ်4ခွန်ဒီပရိ3ခုပေါင်းက1ပရိ9ပရိခွန်ပရိထဲမှာခွန်ပြမှာခွန်4 6ဆိုပြီးတော့15ချိန်မှာဒါပေါ်မွေးတစ်ကွက်ကျွန်တော်အနေနဲ့ဒီချိန်ကြားလေးကိုပြပေးတာဖြစ်ပါတယ်ကျွန်တော်စီကိုပတ်တိုင်းယူခြင်းတဲ့သူများလည်းပုံမှန်စီတိုင်းပဲယူလို့ရပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီမှာကလင်နာတွေကိုတွားရောက်ဝယ်နေတော့ဖြစ်ပါတယ်ဝယ်မရသေးလို့ကလင်နာတော့အဟောင်းနေနဲ့ပြနေရပြီခုတစ်ပတ်တော့ရမှာဖြစ်ပါတယ်ဘာလို့ပတ်ချင်းအနေနဲ့တောင်းချက်နဲ့မျှဝေပေးရဖြစ်ပါတယ်ကျွန်တော်မှပါအထူးမှပါဝင်နေတာဆိုရင်လည်းကျွန်တော်9000ကျပ်နေပဲဒီချိန်ထိလက်ခံပေးလို့ဖြစ်ပါတယ်ဗျအားလုံးပဲရှိမိတ်ဆွေများနှစ်သက်လို့ရှိရင်အားပေးခြင်းလို့ရှိရင်တတ်နိုင်လို့ရှိရင်ကျွန်တော်အနေနဲ့စွမ်းကုန်ကြိုးစားထားတာဖြစ်ပါတယ်ပြီးခဲ့ဘက်ကမန်ပါဘက်ကလည်းကျွန်တော်ဝမ်ချင်းဖြစ်သွားတယ်ပေါ့ဗျာဒါ
သိပါရဲ့အားလုံးပဲဒါအထူးငွေကနန်းကလည်းအမှန်တမ်းမှာကိုထွက်ဖို့လို့နှိစက်နေပြီဖြစ်ပါတယ်လို့ပေါ်မွေးကွက်တွေကိုလည်းအလင်းသင်လို့ပြပေးမှာဖြစ်ပါတယ်အကုန်လုံးကြည့်ကြရင်တော့မှန်ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်ဗျအားလုံးကံကောင်းပါစေဗျ